မြန်မာလူမျိုးတွေကဆိုင်းမုတ်ထိုးပြီးတော့လှူလေးတန်းလေးရှိကြတယ်လှူတန်းတာကိုဆိုင်းမုတ်ထိုးလေးရှိကြတယ်တချို့ကအပြစ်ပြောတယ်ဘုန်းကြီးတို့ကတော့အပြစ်မမြင်ဘူးဆိုင်းမုတ်ထိုးခြင်းဟာမူလအရွယ်ချက်ကဘာလဲလို့ဆိုရင်တာဓုခေါ်ဖို့အမျှဝေခြင်းသာဖြစ်တယ်ဒါမို့ရှေးတုန်းကဆိုင်းမုတ်တွေမှာဘာပါတော့ဆိုရင်နတ်လူတာဓုခေါ်စေတော်ဆိုပါတယ်ဒါပြောင်းနေသည့်အတွက်ကြောင့်လူတွေအဓိပ္ပာယ်ပါပြောင်းနေကြတယ်ဟုတ်ရှင်းတော့ပေးစားတွေလှူတာအဖြစ်ဘာလူနတ်လူတာဓုခေါ်စေတော်ပဲအဲ့ဒါအမျှဝေတာကုသိုလ်ကောင်းမှုကျောင်းတက်ကြီးဆောက်တယ်လှူတယ်ဖရာတစောင်းတွေဆောက်လှူတယ်မိသားစုဘသူကောင်းမှုပြီးရင်တာဓုခေါ်စေတော်တကယ်ရည်ရွယ်ချက်သိမယ်ဆိုလို့ရှိရင်အများတာဓုခေါ်ဖို့ဆွေစဉ်မျိုးဆက်တာဓုခေါ်ဖို့အတွက်အမျှဝေခဲ့တယ်လို့သူပြောမှာဖြစ်တယ်ရှေးတုန်းကပကံခေတ်ကဖရာတွေပါဆိုကြောက်စာထိုးပြီးတော့လှူခဲ့တာတွေကချိန်စာတွေတောင်ပါတယ်သူတို့ရဲ့